တင်မလာပါဒီနေ့ကလေအန်တူခန်းကြီးအန်တူတူကိုက်မှာပါတဲ့ခန်းကြီးရယ်ပြီးလို့ရှိရင်အန်ဝမ်တူကိုက်မှာပါတဲ့ခန်းကြီးတွေပေါ့နော်ပြောမှဆိုရင်အန်ဝမ်တစ်ခုထဲလာဆိုမှဟုတ်ပြန်အောင်အန်တူမှာလည်းပါတဲ့ခါကျတော့အန်တူအန်ဝမ်တမကိုရောကြည့်စေချင်တာပေါ့နော်ပြောမှဆိုဒီခန်းကြီးလေးစိလောက်ထားတာအများကြီးတော့ရှိတယ်ဒါပေမဲ့ဆောင်းပွဲအထီးကိုမိချင်မှမိမှာဆိုတော့မိတဲ့နောက်လေးကိုနည်းနည်းလေးပြချသွားမယ်ဆိုရင်ဒီဟာလေးကိုနည်းနည်းမှတ်မိမယ်လို့ထင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်ကြည့်မယ်ပေါ့နော်အဲ ပထမဆုံးဒီမှာတက်ကြည့်ခိုင်းကြည့်မယ်ဆိုရင်ဒီ I mic ဆိုတဲ့အခန်းကြီးလေးကဒီပြည့်အသေးပေကငါဆိုလို့ဟိုအရှိဒေးဗင်နာလေးပေါ့မရေမရာဖြစ်ခြင်းဝူတူဝါတာဖြစ်ခြင်းပေါ့နော်အသေးပဲဖြစ်ပြီးတော့ I ဆိုတဲ့ဒီခန်းကြီးလေးကလေဆန်းစစ်ကြဘယ်လိုမှတ်တာလဲဆိုတော့ဒီအနောက်ကဒီခန်းကြီးလေးကအာတာခိုင်ဆိုတဲ့ခန်းကြီးလေးနဲ့ဆင်တူတယ်ပြောလို့ဆိုအာတာခိုင်အာတာအနောက်ဒီခန်းကြီးပေါ့နော်ဒီခန်းတရမောပြောဆိုမှာဆက်ဒီအာတာခိုင်ဆိုတဲ့ခန်းကြီးလေးကကျတော့ဒီပုံစံလေးတွားတာပေါ့နော်ပြောလို့ဆိုရင်ဒီပုံစံလေးတွားတာ 那怎么先要先哦？ဒီပြမယ်ဆိုတော့ရှုပ်တော့တို့တစ်ခါပြန်စပြမယ်နော်အာတာကိုက်ခန်းကြီးလေးကနည်းနည်းဆင်တူတာပေါ့နော်အာတာကိုက်ခန်းကြီးမဟုတ်ဘူးနော်အာတာကိုက်ခန်းကြီးနဲ့ဆင်တူတယ်ဆင်တူတဲ့အခါကျတော့တို့ဆန်းစစ်အနေနဲ့ကကျတော့ဘယ်လိုမျိုးဒါအာတာကိုက်ခန်းကြီးပေါ့နော်ပြောလို့ဆိုတော့တငယ်ဟိုဒီအာဖခန်းကြီးကယူချင်းဆိုတငယ်ချင်းခန်းကြီးဆိုတငယ်ချင်းနဲ့ဆိုတာနှွေးထွေးမှုရှိဆိုဒီပုံစံနဲ့ဆန်းစစ်မှတ်လို့ရတယ်ပေါ့ဒီခန်းကြီးကအာတာကိုက်ခန်းကြီးတော့မဟုတ်ဘူးသူ့ရဲ့အပေါ်မှာဒီအာတာကိုက်ခန်းကြီးလိုမျိုးပဲဟိုဗာလေ okay scale ဆိုတော့ခုခုလက်ခံရရဆိုတဲ့ပုံစံလေးရှိတယ်ပြီးရင်မိုးအောက်မှာနှလုံးသားလေးပြီးလို့ရှိရင်ညနေပန်းဆိုတဲ့ခန်းကြီးလေးနဲ့ပေါ့နော်ဒီအခါကျတော့ဒီ IMI ဆိုတဲ့အဓိပ္ပာယ်ကိုစမ်းစစ်လို့ဘယ်လိုမျိုးမှတ်လို့ရတာလဲဆိုတော့ဒီ I မိုင်းဆိုတာမသေးချာမရေရတာပေါ့နော်မသေးချာမရေရတာကိုနေကိုပေါ့နော်နေကိုတစ်ခုခုနဲ့ဖုံးကွယ်လိုက်တဲ့ခါကျတော့ဒီအရှိရနေပေါ့နော်နေကိုတစ်ခုခုနဲ့ဖုံးကွယ်လိုက်တဲ့ခါကျတော့နေကိုရှင်းရှင်းလင်းလင်းမမြင်ရဘူးပေါ့နော်ပြောမှဆိုရင်အလင်းကအားနေတာပေါ့နော်အဲကြောင့်မတင်ချာမရေရာဖြစ်တယ်ပြီးလို့ရှိရင်ဒီအနောက်ကခန်းကြီးတွေကဆိုရင်ဒီမှာတဲ့မျိုးပဲဒီမှာလည်းနေကိုပါထပ်လောက်ထားပြန်လဲဆိုတော့ဒီပင်နှစ်ပင်နဲ့ကာထားပြန်တဲ့ခါကျတော့ မရှင်းမလင်းဘူးဖြစ်နေတာပေါ့နော်မှောင်မဲနေတာပေါ့နော်ဆိုတဲ့အတိတ်ပဲနဲ့ဒါဆိုမှတ်လို့ရတယ်မင်းဘယ်လိုမီနေရဖြစ်ချေပုံစံမှတ်လို့ရတယ်ပေါ့နော်အခီတိုးတော့ကျတော့ N2 N1 မှာဘိုက်ပါများတဲ့ခန်းကြီးလေးဖြစ်ပြီးတော့သူရဲ့အတိတ်ပဲကအိုခိုးလီလို့ရှိရင် van နေဆိုအိုခိုးလူခန်းစိတ်ဆိုးခြင်းပေါ့နော်ဒေါ်လာထွက်တီvan ဆိုတာစိတ်ဆိုးဒေါ်လာထွက်တီဆိုတာခန်းကြီးလေးဖြစ်ပြီးတော့ဒါမင်းဆန်တို့အန်တိုရီမှာလည်းမြင်ဘူးမယ်ဟာလာတာတာရှိကီမိုဂျီဟာလာတာဆိုခန်းကြီးမင်းဆန်ကြောက်ဟာလာဒီမင်းဆောင်ကြောက်ကြအောင်ဟာလာထဆွတ်ဆိုတာကျတော့ဒေါသထွက်တာပေါ့နော်ဟာလာအဲဘိုက်ကမတည့်ရတယ်ဆိုတာဘိုက်မတည့်ရဆိုတာဒေါသထွက်လို့ပေါ့နော်ဘိုက်စာရင်ဒေါသထွက်တယ်ဆွဲပုံစံနဲ့ဆက်စမှန်လို့ရတယ်ဒါတော့ကျတော့ဒီ end-to-end ပါတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ ikitori ဒေါသထွက်ခြင်းမကြည်မနှက်ဖြစ်ခြင်းလို့ဆန်စီလို့ဘာသာပြန်လို့ရတယ်ပေါ့နော်သူအခန်းကြီးရဲ့အသေးပေကじゃဘယ်လိုမျိုးမှတ်လို့ရလဲဆိုတော့ဒီအရှိရဒီခန်းကြီးတွေကじゃတော့ဆန်စီကဒီသူများနဲ့ပေါင်းတဲ့ခါကျဒီအစလိုက်ဖြစ်တာဆိုတော့ဒါကကိုရိုဆိုတဲ့ခန်းကြီးအသေးပုံစံဆန်စီလို့မှတ်လို့ရတယ်ပေါ့နော်ပြောမဆိုရင်နှလုံးသားကိုဘာလုပ်ထားလဲဆိုတော့ကာကွယ်နှလုံးသားကိုဗာလဲဒီဟာလေးနဲ့ကိုယ်လိုက်တယ်ပေါ့နော်ကိုယ်လိုက်ဆိုတော့ဒီတစ်ခုခုနဲ့ကိုယ်လိုက်ခါကျနှလုံးသားကမှန်မြင်နိုင်တဲ့ခါကျဒေါသထွက်လွယ်သွားတယ်ဆိုတဲ့ပုံစံနဲ့ဆန်စီလို့မှတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါကじゃအီချီမိုခုလျောဆန်ဒါဘယ်လိုမှတ်လို့ဆိုဒါအီချီမိုခုဒါကじゃလျောဆန်ဆိုတာကြတော့ဘာကိုပြောချင်တာလဲဆိုတော့အကုန်လုံးကိုကြည့်လိုက်တာနဲ့ဘာလဲမြင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တစ်ချက်ကြည့်လိုက်တာနဲ့ဘာပြောမဆိုလူတစ်ယောက်စကားပြောလိုက်တာနဲ့သူဘာလို့ဆိုလို့ရှိရင်သဘောပေါက်တယ်ပြီးလို့ရှိရင်ဒီလူကိုတစ်ချက်လေးစောင့်ကြည့်လိုက်တာနဲ့ဒီလူခေါင်းကနေခြေဆုံးဒီဘာတွေဝတ်ထားလဲဆိုတော့ချက်ချင်းတန်းမြင်နိုင်တယ်ဆိုတော့ဒီပေပေါက်ပြီးတော့တစ်ချက်ကြည့်တယ်ဆိုတာじゃအီချီမိုကူပေါ့ဒါပြောလို့ဆိုရင်မေးဆိုတဲ့ခံကြီးလေးပေါ့နော်တစ်ချက်ကြည့်တယ်ဆိုတော့တစ်ခံကြီးလေးပါတစ်ချက်ကြည့်လိုက်တယ်ဆိုအီချီမိုကူမီတေဟာကီရီတိုဘာကလို့တစ်ချက်ကြည့်လိုက်တာနဲ့ချက်ချင်းတန်းတိတဲ့အနေထားပေါ့အကုန်လုံးကိုမြင်နိုင်ခြင်းဆိုစီဘာသာပြန်လို့ရတယ်ပေါ့နော်ဒါလေးရခတ်တဲ့ခါကြတော့လေဗာလေနည်းနည်းနားလေးလျောက်မှတ်ပြီးတော့လိုတာပေါ့နော်နောက်တစ်ခုကကြတော့ဒီဆက်စနိုင်ဥချီဝါခေကကြောင့်皆さんလို့ပေါ့နော် restaurant မှာလောလောဆယ်လူဆိုရင်သိမှာပေါ့နော်ဒီဗာလေ領収書ပေါ့နော် customer service ကိုကိုက်ခဲお願いしますပေါ့ပြောလို့ရှိရင်ပတ်စံရှင်းလို့မယ်ဆိုရင်領収書စားထားတဲ့ဟာကိုစုစုပေါင်းဘယ်လောက်ကျလဲဆိုတဲ့စာမျိုးပေါ့နော်領収書ပေါ့နော်ပြောဆိုဖြတ်ပိုင်းပေါ့နော်ဝေးလန်းအဲဖြတ်ပိုင်းဘောင်းချာပေါ့ပြောမှာဆိုရင်စာရွက်ကိုစာရွက်ထဲမှာချက်ဖက်မှာဆိုရင်ဒီအခွန်က10%ပါတယ်မဟုတ်လားအဲဆိုတော့
ဥပမာပေါ့နော်ဒီ8000ကျလို့ရှိရင်စင်စီတို့ဒီ8000ကိုဗာနဲ့စားမယ်ဆို10%ဖြစ်ပြီးတော့1.1နဲ့စားမှာပေါ့နော်1.1နဲ့စားရတဲ့ရလာတဲ့တန်ဖိုးကိုစင်စစ်ဥချီဝါခဲလို့ခေါ်တယ်ပေါ့နော်ပြောမှဆိုတော့ဥချီဝါခဲဆိုတာကျတော့ဒီ8000အကုန်လုံးကိုစင်စစ်ကနားလည်အောင်ပြောမှဆိုဈေးခုမီအခွန်ပါပြီးသားပေါ့နော်ဥချီဝါခဲဆိုတာတနည်းအားဖြင့်နားလည်အောင်ပြောမှဆိုတော့အခွန်ပါတဲ့ဟာပေါ့နော်ဥချီဝါခဲအထိမ်းမှာအသေးစိတ်ခွဲထားရတယ်ဆိုတဲ့သဘောတည်းဒါကြောင့် 金がクでシナモノリロ詳しい内容ဆိုတော့ဒီပတ်စံပဲဖြစ်ကောဘယ်ကွန်ပစ်ပဲဖြစ်အသေးမှအသေးစိတ်ရေးထားတယ်အသေးလောက်ထားတယ်ဆိုတဲ့ကိစ္စပါအသေးစိတ်ဖော်ပြချက်အကြောင်းအရာခွဲခြားရှင်းလို့စင်စီလို့ဘာသာပြန်နေရတယ်အခုကျတော့ N-Castle ဆိုတာကျတော့ဒီမိုနိုကိုတိုကကျဒီခန်းကြီးတွေကတအားကြိုက်တယ်ဆိုတော့ခန်းကြီးကမေ့နေတာပေါ့နော်အရင်ကကြားဘူးဆိုတော့ဒါကဘာကိုပြောချင်လဲဆိုဒီခန်းကြီးတွေပဲတစ်စီအောက်မှာရေးထားပြီးတယ်ပေါ့နော်မြင်စလို့မှတ်ရလွယ်အောင်ဆိုပြီးတော့ဘာကိုပြောရလဲဆိုတော့တိုဒိုခိုလီဆိုတာဆန်စီကိုဗာလေဒီဟိုပါပေါ့နော်အဲတူဟိုဟာ စမှုစုနိစမှုစုဆိုတာစမှုဖြစ်တယ်ပေါ့နော်ချောချောမွေ့မွေ့ဖြစ်ခြင်းလို့ဟိုအခက်ခဲမရှိမြန်မာလို့ဆိုရင်အခက်ခဲမရှိချောချောမွေ့မွေ့ဖြစ်ခြင်းလို့ဆန်စေဘာသာပြန်လို့ရတယ်ပေါ့နော်သူ့ကိုဆန်စေလို့ဘယ်လိုမျိုးခါနေနော်ခန်းကြီးရတအားများပြီးခက်တဲ့ခါကျမှလည်းဆိုတော့နားလည်းလွယ်မှာလဲဆိုတော့ဘာလဲဆိုတော့ချောအခက်ခဲမရှိဘဲနဲ့စစမှုကိုတော့အရှိကိုယူရပေါ့နော်အန်ကာဆိုဆိုချောမွေ့ခြင်းအစဉ်ပြေခြင်းလို့အဓိပ္ပာယ်ရတယ်ဆိုတော့ပြောဆိုပတ်စံဆိုတဲ့ရန်ခန်းကြီးနဲ့ကတ်ဆွတ်ဆိုတဲ့ဒီခန်းကြီးတွေကကြတော့သူကဘာကိုပြောချင်တာလဲဆိုတော့ဒီနာမေလာကားဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီခန်းကြီးတဲ့နာမေလာကားဆိုအစဉ်ပြေပြေနဲ့ရှော့ရှော့ရှူရှူဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲကြောင့်ပတ်စံနဲ့ဆိုရင်အစဉ်ပြေပြေရှော့ရှော့ရှူရှူနဲ့ရွေးသွားနိုင်တယ်ဆိုတဲ့ဆက်လေးမှတ်ရတယ်အဲကြောင့်အိုးမှုနဲ့ဆိုတဲ့ခန်းကြီးတွေကကြတော့皆さんတို့ဗာလဲတနည်း reading မှာပါတတ်တဲ့ဒိုင်းတိုင်းနဲ့ဟိုးဘူးနဲ့အသေးပဲအတူတူပဲเนาะဒိုင်းတိုင်းအကျဉ်းမြင့်အများအားဖြင့်ဆိုတဲ့အသေးပဲပေါ့နော်ဟိုးမှုနဲ့နောက်တစ်ခုကခုဖူကကြတော့မြန်မာလူကကြော်လွှားခြင်းအောင်မြင်ခြင်းလို့စင်စီလို့ဘာသာပြန်လို့ရပြီးတော့သူ့ရဲ့ intimate planning စာကြောင်းအနေနဲ့ဆိုရင်ဒီပါလေခွန်းနန်းဟိုနိုရီကိုဲတဲ့ခုစုလူခုတိုဆိုတာကျတော့ဒီအခက်ခဲတွေကိုပါလေကြော်လွှားတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အခက်ခဲတွေကိုစင်စီလို့ကြော်လွှားတယ်ဆိုတဲ့နေရာမှာမြန်ဆန်လို့ပါလေဒီဟာလေးကိုအသုံးပြုလို့ရတယ်ပေါ့နော်ခက်ခဲတွေကိုကြော်လွှားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခုအားကြောင့်ဒီခုဆိုတဲ့ဒီခန်းကြီးတွေကပေါ့နော်ခုဆိုတဲ့သူရဲ့ခန်းကြီးတွေရဲ့အသေးပယ်အားကြတော့ဗာလေဆန်စီတို့ဟိုဗာလေရိုက်သွင်းပြီးတော့အနိုင်ယူရပြောဆိုနေရအောင်အနိုင်ယူရမယ်ဆိုတဲ့စိတ်တဲ့ပေါ့နော်ရိုက်သွင်းပြီးအနိုင်ယူရဆိုတဲ့ခန်းကြီးလေးပဲနောက်တစ်ခါကျတော့သူကဗာနဲ့ဆင်တူရလဲဆိုနိုလီခိုအဲလူဆိုတဲ့အသေးပယ်နဲ့ဆင်တူတယ်ပေါ့နော်ခုကကြတော့ဒီဗာလေ皆さんတို့ပေါ့နော်ဒါကဒီခန်းကြီးတွေမျက်စိနဲ့ခံတမ်းမြင်မှုတွေအဝတ်ဆိုတဲ့ခန်းအဝတ်ခန်းကြီးမဟုတ်ပါဘူးဟာပေါ့ပြောမှဆိုရင်တော့ဒီပိုကောင်းလာတယ်ပေါ့နော်ပိုကောင်းလာတယ်လောက်ရင်အရင်ကထပ်ပိုကောင်းလာတယ်ဆိုတဲ့အသေးပဲပေါ့နော်ဆိုတော့လူတွေကဗာလေနေ့တိုင်းဒါမျက်စိကအမြဲတမ်းစခန်းရဲ့ဆင်တူလားဆင်တူတယ်လို့မှတ်လာလို့နေ့တိုင်းဗာလေညနေပိုင်းမှာအလေးကြီးလောက်တဲ့ခါကျတော့ပိုကောင်းလာတယ်အခက်ခဲတွေကိုကျော်လွှားနိုင်တယ်လို့မှတ်လို့ရတယ်ပေါ့နော် နောက်တစ်ခုကဂါချီကလည်းခဏခဏဂျပန်စကားပြောနေတော့တယ်ပေါ့နော်အာအီမတ်စကိုင်းကြီးတယ်ဆိုတဲ့ခံကြီးနဲ့ဒီချီဆိုတဲ့ခံကြီးရဲ့အသေးပဲကလည်းဗာလေကွက်တိကြတယ်ပေါ့နော်နှစ်ခုလုံးကဒီခံကြီးတွေကတူညီတယ်လိုက်ဖက်တယ်သူကကြာကွက်တိကြတယ်လုံးဝဗာလေလွဲပေအနေဗာလေလွဲဝါချင်းမရှိဘူးဆိုတဲ့အသေးပဲပေါ့နော်သူကပြောမှဆိုတော့အီတာလီတို့အောက်ခိုတိုဆိုတာလုံးဝကွက်တိကြတယ်အီချီဆူရူခိုတိုဆိုတာကြလေလုံးဝဗာလေလွဲချင်းမရှိဘဲနဲ့ အဝင်ခွင့်ချဖြစ်တာကိုပြောတာပေါ့နော်။ကိုင်းကြီးချင်းတူညီဂါချီလီပဲပြောနေတာခါကြောက်ရှင်ဂျပန်တော့နေမှာဂါချီလီဟောပါလေဂါချီလီမဟုတ်ပါလေဘာချီလီဆိုနေတာဘာချီလီကလုံးဝဘာချီလီနဲ့ဆင်တာပေါ့နော်။မခေါ်ကြတော့ဖန်စီရကြတော့ဒီဆန်းစစ်လို့အလုပ်တစ်ခုခုကိုဘာလဲပြီးမြောက်အောင်လှုပ်ဆောင်ခြင်းပြီးလို့ရှိရင်အောင်မြင်စွာပြီးစီးခြင်းလို့ဆက်စစ်ဘာသာပြန်လို့ရပြီးတော့ဒီခန်းကြီးတွေကမြင်တဲ့ဆိုတော့အရှိမအန်တရီမှာကြုံခဲ့ရတဲ့ခန်းဆန်းပေါ့နော် လုံးဝ perfect ဖြစ်သွားတယ်ပြည့်စုံသွားတယ်ဆိုတဲ့ခန်းကြီးတွေဒီနောက်ဒီခန်းကြီးတွေကကြာဆင်းစစ်တာတူဂေရုဆိုတဲ့ခန်းကြီးတွေတူဂေရုဆိုတဲ့ခန်းကြီးတွေရဲ့သူ့ရဲ့အသေးပယ်ကကြာတော့ဒီဘာကိုပြောချင်တာလဲဆိုတော့ဆက်လက်လှုပ်ဆောင်နေလို့
ဗာလေအောင်မြင်တယ်ပေါ့ဆက်လက်လုပ်ဆောင်နေလို့အောင်မြင်ဆိုအဓိပ္ပာယ်နောက်တစ်ခါကျတော့ဗာလေပုံမှန်လေးငွေစုသွားရင်နောက်ဆုံးကြတော့အိမ်ဝင်နိုင်တယ်ဆက်လက်လုပ်ဆောင်သွားခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီခန်းကြီးလေးကအဲကြောင့်ခန်းဆိုင်လေးယာလီထိုကဲခုတို့ဆိုတာလုံးဝ perfect ယာလီထိုကဲလို့လောက်ဆောင်နိုင်ခဲ့တယ်ပြပြအောင်လောက်ဆောင်နိုင်ခဲ့ဆိုတဲ့ဒီမှာဒီလိုခန်းစီကိုတောင်းနေရတယ်။ဘာကြတော့ခီကုဆိုတဲ့ခန်းကြီးတွေကကြတော့ခိကန်ကိုခန်းကြီးတဲ့ရှင်ပိုင်းစလူကိုတော့စိုးရင်ချင်းထိတ်လန့်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပြီးတော့အန်ဒီယေကိုခံစားရပြီးစိတ်ပူနေရဖို့အန်ဒီယေဖြစ်မလားမသိဘူးဆိုတဲ့ပုံစံလေးပေါ့နော်။အပူနိုင်ဆိုတဲ့အန်ဒီယေဖြစ်တဲ့ခန်းကြီးနဲ့ဒါကကြတော့လုံးဝဗာလဲနှလုံးသားထဲကနေနက်နက်ရှိုင်းရှိုင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။နက်နက်ရှိုင်းဆိုတဲ့နေရာမှာတော့ပြရပါနှလုံးသားထဲကနေနက်နက်ရှိုင်းခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုပါလဲပြန်လို့ရတယ်။ဒီကွာကြတော့ကျောကိုဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့这代表母里的机构是个多少叫机构所看见的，咱们说的，我比大的嘛呗，都没阿比到的，像是应该就是 running 喎နော်，譬如話ချင်း我哋嘅啊，比如 computer 里嘛都ဒီ把塞ကို把咧把咧ဖွင့်လိုက်တဲ့塞ကို run ခိုင်းဆိုတော့ဒီပဲပါလာပြင်အတင်းချက်လောက်ဆောင်ချပါတာပေါ့နော်။နောက် Q ကိုဆိုတဲ့အတိုင်း Q စီယိုခန်းကြီးနဲ့တွားတယ်ဆိုတဲ့ခန်းကြီးကိုပေါင်းထားတယ်။နောက်တစ်ခါကျ K နဲ့ကျတော့စိတ်ပူတဲ့ရှင်ပိုင်းစုခုတို့ funny ဘုံဘိုးကိုတို့ဆိုတာကြတော့စိတ်ပူစရာဖြစ်တဲ့ဟိုဗာလေစိုးရိမ်ပူပန်မိတယ်ပေါ့နော်ဆိုတော့မလုံခြုံတယ်လို့ခံစားရတယ်ဆိုတဲ့အထိပ္ပယ်မလုံခြုံတယ်လို့ခံစားရခြင်းစိတ်ပူပန်ခြင်းလို့မျိုးအာဗာလေနားလည်တဲ့ပုံပါလို့ရတယ်ခေနန်းပေါ့နော်နန်းဆိုတာကြတော့ဗာလေတစ်ခုခုစိတ်ထဲကနေအလိုလိုတိတ်တယ်နောက်တစ်ခါကြတော့လိုမျိုးပန်ဆက်စိတ်လို့ပါလာပြန်လို့ရလဲဆိုတော့နန်းဆိုတဲ့အထိပ္ပယ်ကကျွန်တော်မျက်စံလို့အုံမိုးဤဆိုတဲ့အထိပ္ပယ်နဲ့အတူတူပဲဒါကြောင့်နန်းကိုမြင်လို့ရှိရင်အုံမိုးဤအသွေးပေါ့နော်ထင်မြင်ချက်အသွေးပြီးလို့ရှိရင်ကိုလိုနီအမှုခွကိုနှလုံးသားထဲကနေထင်တဲ့ကိစ္စနော်ပြီးတော့နှလုံးသားထဲတဲ့ကိစ္စဆိုတာကြောင့်ကိုယ်စိတ်ထဲတွေးတဲ့ကိစ္စကိုဆန်းစစ်မှတ်ရတာနန်းဆိုစကလုံးကအုံမိုးကြီးနဲ့အသေးလေးစင်တယ်လို့မှတ်လို့ရပြီးတော့အရှိက KM K ဆိုတဲ့ခန်းကြီးရတယ်နှလုံးသားပါတယ်အပေါ်မှာခန်းဆိုတဲ့ဂျပန်ရဲ့ခရိုင်ပါတယ် K ဆိုတဲ့အခြေခံကြီးနဲ့ပေါင်းစပ်ထားပြီးတော့သူကကျတော့ဘာကိုပြောချင်လဲဆိုတော့ဒီနှလုံးသားထဲမှာတစ်ခုခုချိတ်ဆွဲနေတယ်เนาะအသေးပေအပြောမဆိုတော့တစ်ခုခုအဲဆိုကနေခါခါလူလို့ဆိုပါလားဒီနေ့ခါခါလူချပြီးတော့ယောဂကူးစက်တယ်လို့ပါပြီးမှလေပြောခီဗာလေပြောမဆိုတော့ခါခါလူပေါ့ဗာလေတရားရစီကနေယောဂကူးစက်သွားတယ်ဆိုရင်မှာအတုံးပြန်ခေါ်ကြတော့ခုခုချိတ်ဆွဲခြင်းခံရတယ်ချိတ်ဆွဲဆိုခံစားရတော့နှလုံးသားသေးမှာဗာလေခုခုအချီနဲ့ဗာလေချိတ်ဆွဲခြင်းခံနေရတယ်ဒါကြောင့်စိတ်ပူနေရတယ်ဆိုတော့ personal sense လို့မှတ်လို့ရတယ်ပေါ့နော်နောက်ကွာကြတော့ cure ခံ cure ဆိုတဲ့ခန်းကြီးလေးကကြတော့ဒီ cure ဆိုတဲ့ခန်းကြီးလေးကကြတော့လေဗာလေတစ်ခုခုကို role name အသုံးပြုရလဲဆိုတော့ဗာလေဟို ဟိုဘယ်လိုပြောမလဲဟန်ဆောင်ခြင်းမရှိပြောမှာဆိုဟန်ဆောင်ခြင်းမရှိဘူးဒီသူ့ရဲ့စိတ်ထဲကအတိုင်းပဲတစ်ဖက်လူကိုခံနေပါလေပေါင်းတင်ဆက်ဆံနေပေါ့နော်ပေါင်းတင်ဆက်ဆံတယ်ဟန်ဆောင်ခြင်းမရှိဘူးဆိုတော့ဒီပဲတနည်းအားဖြင့်ဒီ cure ဆိုတဲ့ခံကြီးတွေကစွနာဦးနာခီမိုချီဆိုတဲ့ပဲစွနာဦးနာခီမိုချီဆိုတာကြတော့ပါလေမှားရင်မှားသွားပါတယ်တောင်းပန်ပါတယ်မှန်လို့ရှိရင်ဒါငါမှန်တယ်ဆိုတဲ့ဒီအရှိကိုအရှိတိုင်းဗာလေနေတတ်တဲ့ခံစားချက်ပေါ့ဗျာနော်ဒါကိုစာစစ်ဒီခန်းကြီးတစ်လုံးအနေနဲ့အသေးပဲပါလာပြန်လို့ရပြီးတော့အရှိခန်းကြီးတွေကကြတော့ခန်းဆိုတဲ့ခန်းကြီးတွေကြတော့ဒါမင်းသားဆိုင်တို့အရှိမှလည်းကြားဘူးနေကြားတူအားကြတော့တခုခုကိုဗာလေမုန်းတာတော့မကြိုက်တာတော့ပြီးလို့ရှိရင်ရှောင်ဖေလိုက်တယ်နော်မကြိုက်လို့ရှောင်ဖေတယ်ဆိုတဲ့ခန်းကြီးအသေးပဲရမယ်ပေါ့နော်ဒါကြောင့်ဒီနှစ်ခုကန်ကျော်စပါးတဲ့ခါကြတော့ဗာလေသူများမကြိုက်တာကိုရှောင်ဖေပြီးတော့နှလုံးသားထဲကနေလူတွေကိုပေါင်းတင်ဆက်ဆံတဲ့ခါကျတော့ဒီအခန်းကြီးတဲ့ပေကနေချခြင်းယူကျိုးခြင်းပြောလို့ဆိုတဲ့ဖက်လူကိုယူကျိုးတယ်နှိပ်ကြတယ်နှိပ်ကြဆိုကိုနှိပ်ကြတာမဟုတ်ကိုနှိပ်ချပြီးတော့နေတတ်တဲ့လူမျိုးပြပါဘောနော်ဒါကတော့ကောင်းတဲ့စကားလုံးလေးဆိုမှတ်မိကြမယ်လို့ထင်ပါတယ်နောက်တစ်ခါကျတော့ဆန်ဆယ်ခိုးလျောဆိုတဲ့ခန်းကြီးလေးကကြတော့မိုနိုကိုတိုရောခုခန်းကရဲ့ခန်းတိုစုကိုတိုဆိုမိုနိုကိုတိုဆိုတာကြောင့်ကိစ္စတစ်ခုခုပစ္စည်းတစ်ခုခုကိုဗါလေတေချာလေးစဉ်းစားပြီးတော့တေချာလေးစစ်ဆေးတယ်ထည့်သွင်းအားနဲ့စုံစမ်းတယ်ဆိုတဲ့မြန်မာလိုဆိုရင်ဒါထည့်သွင်းစဉ်းစားခြင်းပေါ့နော်ပြောမှဆိုရင်လူတွေအနေနဲ့ဆိုရင်တော့ဗါလေစကားပြောလို့ရှိရင်တစ်ဖက်လူရဲ့နေရာကနေကိုချင်းဝင်ခံစားပြီးတော့စဉ်းစားပြီးတော့စကားကိုပြောလို့ရှိရင်ဒီနေရာမှာလည်းဒါကိုတောင်းရတာပေါ့နော်
တစ်ဖက်ရဲ့အနေအထားကိုထိတ်သွင်းစဉ်းစားခြင်းစဉ်းစားတယ်လို့ပြောရခဲ့တဲ့အတွက်ကြောင့်ခန်းကရဲ့လူဆိုတဲ့ခန်းကြီးဖြစ်ပြီးတော့ဒီလီယိုဆိုတဲ့ခန်းကြီးတွေကဒီမှာသူအောက်နာလေးမှာအိုမိုးဦးဆိုတဲ့ခန်းကြီးတွေထင်းတဲ့ဆိုတဲ့ခန်းကြီးတွေဖြစ်ပြီးတော့အပေါ်ကနေအမိုးလေးနဲ့ကိုသွေးထားတာတွေကိုဖုံးပြီးတော့တစ်ဖက်လူအတွက်ထိတ်သွင်းစဉ်းစားပြရလို့ဆုံးစီကိုမှန်လို့ရတယ်ပေါ့နော်နောက်တစ်ခုサカクは漢字でやっちゃう。小さいとは違うように感じることをさ、じゃあ、あれ、提案手間ဖြစ်တယ်ပေါ့နော်覚えるပေါ့နော်ကိုမှတ်မိထားတာနဲ့အရင်တုန်းကသိထားတာနဲ့တခြားစီဖြစ်နေတယ်ဆိုတာစက္ခခုဆိုတဲ့ခံကြီးတစ်ခုထင်အောင်ထင်မှားဖြစ်ခြင်းမှားယွင်းထင်မြင်ခြင်းဆိုတဲ့ပြရရေးပေါ့နော်အဲကြောင့်ထင်အောင်ထင်မှားဖြစ်ရဆိုတာကဘယ်လိုမျိုးဖြစ်မှာလဲဆိုတော့အရင်တုန်းကဒါမူခရှိဆိုတဲ့ခံကြီးပေါ့နော်အရင်နေ့တုန်းကမှတ်မိခဲ့တဲ့ကိစ္စတွေကကိုထင်အောင်ထင်မှားဖြစ်တယ်ပေါ့ဆိုမှတ်လို့ရတယ်ရှိရတာခင်းဆိုတဲ့ခံကြီးလေးဆိုတော့အဲဆိုပြောဆိုရွှေလိုမျိုးရွှေရောင်လိုမျိုးထင်အောင်ထင်မှားဖြစ်တယ်ပေါ့နော်ဆိုတော့အမျိုးဆက်မှတ်လို့ရတယ်နောက်ကရှီစာဆိုတဲ့အခန်းကြီးတွေကကြတော့皆さんတို့ဒီဟာဘယ်လိုနေရာမှာအသုံးပြုရလဲဆိုတော့ဒီခန်းကြီးတွေကကြတော့ဗာလေခုခုကိုပေါ့နော်ဗာတရားရကိုပြသတယ်ပြီးလို့ရှိရင်ရှီမဲဆိုဒီခုခုကိုထောက်ပြရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ဒီနောက်ကဒီခန်းကြီးတွေကကြတော့ဒါ皆さんတို့ဗာလေဟိုတစ်ခုခုကိုဖြည့်တွင်တယ်တရားဒီခန်းကြီးတွေကကြတော့ကောင်းတဲ့အဓိပ္ပာယ်နဲ့သုံးများတယ်ပေါ့နော်ကောင်းတဲ့အဓိပ္ပာယ်ဆိုတာကြတော့ဘယ်လိုနေရာမှာအသုံးပြုလဲဆိုတော့တရားယောက်ကညွန်ပြလိုက်တာကိုလိုက်နာလိုက်ပြီးတော့အဲ့ဒီအတိုင်းပဲတေချာလေးလိုက်လုပ်တယ်တေချာလေးစဉ်းစားပြောမှဆိုတော့စကားတစ်ခုခုပြောတော့မယ်ဆိုရင်အကောင့်ဘက်တူကြီးတယ်ဆိုတော့အဓိပ္ပာယ်နဲ့စဉ်းစားလို့ရရပေါ့ဒီခံကြီးအဓိပ္ပာယ်ကလေကောင်းတဲ့ခံကြီးအဓိပ္ပာယ်ပေါ့နော်ဒါကြောင့်ဆိုလေတုမိုရှီမေစုခိုတိုအာဆိုလေတုနာကုရှီမေစုခိုတိုဟင်းတူခငယ်ရခိုတိုဆိုတော့အဲသူ့ကိုညွှန်ပြလိုက်တဲ့အရာကိုစောစကားမတက်ပင်နဲ့အဲ့ဒီညွှန်ပြလိုက်တဲ့အရာကိုအခြေခံပြီးတော့ဒါနဲ့ဗာလေအတာအဲလို့ဆိုတာကျတော့ဒါအတာအဲလို့ဆိုတာကျတော့တရားပြောမစသူ့ကိုညွှန်ပြလိုက်တဲ့အရာတစ်ခုတခြားလေးဟင်းအနေနဲ့တဲလုံစားအနေနဲ့တုံးချပြီးတော့ဟိုကတစ်ခုခုအလုပ်ကိုလုပ်တယ်ပြောဆုံးစကားကိုပြောရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောတဲ့အကြံပြုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရှီစာနောက်တစ်ခါဂျွန်ရှုဆိုတာဒီခန်းကြီးတွေကကြာမမိုးတင်းကျပ်တယ်ဆိုတဲ့ခန်းကြီးတွေဒီခန်းကြီးတွေကကြာလဲမိနဆန်လို့ပေါ့နော်အရှိမကြောင်ခဲ့ဘူးမယ်လို့ထင်ပါတယ်။ဘာလဲဆိုတော့ဒီခန်းကြီးတွေကကြာလိုက်နာတယ်။သူကလည်းမမိုးလူပဲသူကလည်းမမိုးလူပဲနှစ်ခုမမိုးဖြစ်မှာတော့ဆန်စီတို့ကဒါခိစုခုရဲ့ဒါကကြာ holy soul ကိုမမိုးကိုစီမင်းစီကန်းတွေနိုင်ငံရေးဥပဒေတွေကိုမလုပ်လိုက်လဲဆိုတော့ဘာလဲလိုက်နာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စီကံလိုက်နာခြင်းဆိုတဲ့ဘာသာပြန်လို့ရတယ်။နောက်ကစိတ်ကိုဆိုတာသူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကတိတ်သက်ကောင်းမှုခြင်းလက်ရာမြောက်ခြင်းလို့စံစီလို့ဘာသာပြန်လို့ရပြီးတော့သူ့ရဲ့ဒီခန်းကြီးရဲ့အဓိပ္ပာယ်ကစိတ်ဆိုတဲ့ခန်းကြီးရဲ့ကြာတာနှလုံးသားနဲ့ပတ်သက်တဲ့နေရာတွေမှာအသုံးပြုတယ်နောက်တစ်ခါကျတော့ခိုမခခုသူ့ရဲ့အဓိပ္ပာယ်ကခိုမခခုအသေးစိတ်ခိုမခခုဆိုတဲ့အတိုင်းပဲစံစီဒီမှာတွေ့တာပါတယ်အသေးစိတ်ကြတယ်ဆိုတဲ့ခန်းကြီးမစင်တူကလေးပါတယ်ပြီးလို့ရှိရင်ဒီအပြောင်ခန်းကြီးတွေနေပေါ့နော်ခိုမခခုဒါဒီအသေးစိတ်ချတယ်ခိုမခခုဆိုတဲ့အသေးစိတ်ခန်းကြီးတွေရဒီခန်းကြီးတွေကကြတော့သူအဲဆက်စမြန်မာလို့ဆိုရင်တလုံးနဲ့ဆိုタクミလို့ဖတ်တယ်ပေါ့နော်သူ့ကိုဂျောဇူနာတော်တယ်ဆိုတဲ့ခန်းကြီး皆さんတို့စေးခိုးဆိုတဲ့ခန်းကြီးလေးနဲ့ဟိုဗာလဲတွတ်မှတ်လို့ရတယ်စေးခိုးဆိုတဲ့ခန်းကြီး皆さんအပေါ်မှာလေးသင်ခဲ့ရမယ်ထင်တယ်ပေါ့နော်စေးခိုးဆိုတာဘာဖြစ်လာလဲဆန်စီလို့အောင်မြင်ခြင်းပေါ့နော်ပြောမှဆိုရင်အသေးစိတ်တန်ကြီးအသေးစိတ်တေချာအောင်တော့အောင်လုပ်တဲ့ခါကျတော့အောင်မြင်နေပေါ်ကစိတ်ကိုတည်တဲ့ကောင်းမှုချင်းလဲအနှောင်းသက်သက်မှတ်နေရတယ်။နောက်တစ်ခါစစ်စုဘိုးဆိုတာじゃဒီဘိုးစခန်းကြီးတွေက皆さんခီဘိုးဆိုတဲ့စန္ဒာဆိုတဲ့မျောလင်းချက်ဆိုတဲ့ခန်းကြီးလေးတစ်ခုခုကိုစန္ဒာပြုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အရှိရစစ်ဆိုတာじゃ皆さんတို့ခီရီမတ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်။စစ်စုဘိုးဆိုရင်တော့ငါရဲ့စန္ဒာကိုလုံးဝဖြတ်တောက်ပြီးတော့ကိုဆူတောင်းမယ်ဆိုတော့စန္ဒာကိုပြစ်လိုက်တာမဟုတ်ပဲねငါရဲ့စန္ဒာတကယ်ဖြစ်မြောက်ဖို့အတွက်ကိုဗာလဲတောင်းတမယ်နိုင်စန္ဒနောက်ထပ်ဒီလိုမျိုးစန္ဒမျိုးမရှိတော့အောင်ကိုအလွန်အမင်းစန္ဒပြုမယ်လို့ဆိုပါလာပြန်ရရပါတော့မလုံးသားတွေကနေစီယောခုနိုဇိုမှုခုတော့ဆိုပြီးတော့ဆန်စီလို့ပါလာပြန်လို့ရတယ်။နောက်ထပ်ခုတော့ကြည့်မယ်ဆိုရင်နောက်တစ်ခုကကျတော့သူ့ရဲ့ခန်းကြီးတွေကစမ်းဖြောဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့တိတ်တိတ်ပဲတိမ့်ပိုက်ခြင်းနေရာယူထားခြင်းမလို့တစ်ခုခုကိုနေရာယူလိုက်တဲ့တိမ့်ပိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။အင်းဆိုအဲ့လိုမျိုးမှတ်လို့ရတယ်ပေါ့နော်။ဒီဟာကျတော့ဒီခန်းကြီးတွေကပေါ့နော်။ဒီအချက်ဒီကန်းကြီးတွေကကြာ皆さんတို့အခြေကကြားမှုကြမှာပါသူကတစ်လုံးသေးဆိုရင်ရှီမဲလူဆိုတဲ့ဒီခန်းကြီးလေးဖြစ်ပြီးတော့ဒီဒါနေမြန်မာလိုဆိုရင်လည်းဗာလေတယောက်တည်းတတိပုဂ္ဂလဗာလေခုခုကို
ထူထောင်တယ်လှုပ်ဆောင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ဒီနောက်ဖြုံးဆိုတဲ့ခန်းကြီးလေးကကြတော့ဗာလေဖြစ်လာတဲ့ဘောနော်ပြဿနာတွေအကျိုးဆက်တွေကိုဗာလေတန်တွေဖြေရှင်းပြီးတော့ဗာလေတိုက်ကနေဗာလေစူးစမ်းတယ်ပြောမှဆိုတော့ပြောဆိုရတော့ဟိုအားထုတ်ခွန်ဆိုင်လှုပ်ဆောင်တယ်လို့စင်စီလို့ပါလာပြန်လို့ရတော့ခေါ်ကြတော့ဟိုဗာလေဖြစ်လာမဲ့ကျိုးရလဒ်တွေကိုမျှော်မှန်းပြီးတော့စူးစမ်းတယ်ပေါ့နော်ပြောမှဆိုတော့ဟိုတိမ့်ပိုက်နိုင်မှုအတွက်ကိုအစွမ်းကုန်ဘာဒီပဲပေးဆက်အကျိုးစားမယ်ဆိုတော့ပုံစံနဲ့ဆန်စီလို့ပါတာပြန်လို့ရတိမ့်ဖက်ဆိုတဲ့အတိုင်းလက်ခံကြီးတွေပါပေါ့စံကြောဒီအသေးပေဒီမှာဆိုရင်ရှီမဲတဲ့ issue ဒါဒီခန်းကြီးတဲ့အတိုင်းမင်းဆိုလို့အရင်ကအမေ platform မှာပြင်တင်ခဲ့တဲ့ entry မှာပါတဲ့ email ဆိုရင်ရှိတယ်ဆိုတဲ့ခန်းကြီးလေးဒါစူအားလို့ကိုတုံစူအားလို့ခန်းကြီးမဟုတ်လားဒါကြောင့်ဆန်းစီတော့သူ့ကိုတကူတကကြီးမှတ်နေစရာမလိုဘူးဒါဘူတာနေပေါ့နော်အာရှီမဲတဲ့ issue အားလို့ကိုတုံဆိုတာကျတော့လုံးဝကိုဗာလေတယောက်အောင်ဗာလေငါတယောက်တည်းဗာရက်တည်နိုင်မှုအတွက်ဟိုစူးစမ်းမယ်ပေါ့အဲဒါကြောင့်တိမ့်ပိုက်တယ်ဆိုတော့ဘယင်းလိုမျိုးပေါ့ပလီမှာထိုင်ပြီးတော့နိုင်ငံတွေကိုတိမ့်ပိုက်တယ်ဆိုတဲ့ပုံစံကြောင့်စူပါလို့ခုတ်တို့ဆိုပြီးဆန်စီလို့ဘာသာပြန်လို့ရတယ်ပေါ့နော်။အဲနောက်တစ်ခုကျဆန်စီလို့ဆိုအန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးဆိုအန်ဆိုတာကြတော့ရှိခတာခံကေကဒါတိုးစကားလို့ခုတ်တို့ဆိုတာကြရင်းနှီးပြီးသားပတ်သက်မှုဆက်ဆံမှုကိုဟိုဗာလေအရင်ကတော့အခုလက်ရှိအနေထားတဲ့ပို့ပြီးတော့ရင်းနှီးအောင်မလုပ်တော့ဘဲနဲ့ခက်ခက်ခွာနေလိုက်ပြောလို့ဒီလူအကြောင်းတိလိုက်လို့ဒီလူနဲ့တိတ်ပြီးတော့မပတ်သက်ချင်တော့ဘူးဒီလူအကြောင်းသိလိုက်လို့ဒီလူရဲ့အကြည့်စရာသိလိုက်လို့ဒီလူနဲ့ရန်ကြီးဆက်တွေ့အများကြီးမလုပ်ချင်တော့ဘူးပေါ့နော်ခင်တော့ခင်နေသေးတယ်ဒါကိုကန့်ကွာနေခြင်းအဆက်တွေဖြတ်တောက်ခြင်းပြတ်တောက်ခြင်းလို့ဆိုပြီးဘာသာပြန်လို့ရပြီးတော့စိုးဆွဲခန်းကြီးလေးရကြတော့သူ့ကိုဆန်စေလို့ဟိုဂျားထဲမှာ space အနေပြောမဆိုအိုင်ဒါကအခုဆိုတာဂျားထဲမှာ space ရှိတာကိုပြောချင်တာ space ထားခြင်းပေါ့နော် space ဆိုတာကျတော့ဟိုဂျားထဲမှာဘာမှမရှိတာ blank ထားခြင်းဒီ and ဆိုတဲ့ခန်းကြီးအများဆိုလို့ကြောက်ရတာတိုးဆိုတဲ့ခန်းကြီးဒါဆိုရင်ဝေး space ထားလိုက်တော့ဝေးกว่าသွားတယ်ဆိုတော့ essential မှတ်ရရတယ်ပေါ့နော်တစ်ခုကကျတော့ they ရှုပ်ခုဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီခန်းကြီးလေးကတစ်ခုခုကိုဖူလဲလို့ခုတူထိတွေ့ခြင်းဆိုတဲ့အဓိပ္ပာယ်ရောက်ပြီးတော့အရှိရခန်းကြီးကကျတော့မင်းသားဆန်လို့အရှိမှာပေါ့နော်ဗာလဲဟိုတစ်ခုဒီအရှိရခန်းကြီးကလည်းဖူလဲလို့အာတာလို့တစ်ခုကိုဟိုဗာလဲပေါက်သွားရင်အာတာလို့ဆိုတာဒီနေရာမှာကျပေါက်တာမဟုတ်ဘူးတိုက်မိသွားတယ်ပေါ့နော်တစ်ခုခုနဲ့တိုက်မိသွားတယ်ဆိုတဲ့ခန်းကြီးအဓိပ္ပာယ်ဖြစ်တယ်အဲခွာကျတော့ခုခုနဲ့ထိမိသွားဆိုတဲ့အဓိပ္ပာယ်ဒါကလည်းဖူလဲလို့ပဲဖူလဲတစ်ခုပေါင်းတော့ they ရှောက်ခုဖြစ်သွားပြီးတော့ and to and ခန်းကြီးမှာကျတော့ဒီအဓိပ္ပာယ်ကကျတော့ဒါမြန်မာလိုအပေါ်က and to ရဲ့တူပဲထိတွေ့ခြင်းနောက်တစ်ခုတစ်ခုကျဆန့်ကျင်ဘက်ဖြစ်ခြင်းပေါ့နော်ပြောရမယ်ဆိုရင်တော့ဖူလေအောင်ခုတူမူကျွန်းစုခုတူဆိုတာကြတော့ဒီအစားစာ A ဆိုတဲ့အစားစာလေးကောင်းတယ် B ဆိုတဲ့အစားစာလေးကောင်းတယ် A ကိုလည်းစားကြည့်မယ်အရသာတစ်မျိုး B ကိုလည်းစားကြည့်မယ်အရသာတစ်မျိုးဒါကိုဆန်းစီလို့ဖူလေအောင်ခုတူနှစ်ခုကိုရှင်ပြီးတော့ထိတွေ့ခြင်းကိုဆန်းစီလို့ပါတာပြန်နေရတယ်နောက်တစ်ခုကကျတက်ဆူလူကကျတော့ဒါဟာနေနောက်ဆုံးအထိပါနေပြုလုပ်ခြင်းအဆုံးအထိပြုလုပ်ခြင်းဘာလဲလလုံးလလျာအဆုံးတက်ခြင်းလို့ဆန်းစီပါတယ်ဒီမှာလလုံးလျာဖြစ်ခြင်းလို့ပါတယ်ဆန်းစီရေးထားရဆိုပေမဲ့အဆုံးထိပြုလုပ်ခြင်းလုံးလုံးလလျာပြီးမြောက်အောင်လုပ်ခြင်းလို့ဆင်စီလို့ဘာသာပြန်လို့ရရဲပေါ့နော်သူရဲ့ဒီခရဲ့စိုင်းကောမာတဲ့ဒါကကြတော့ဆူလာအောဘာလဲဆူလာနုကီတိုဆိုတဲ့တဲ့အနေခံဒီမှာဆက်စအောက်နာလေးမှာပေါ့နော်မြင်စခတ်မှာဆိုဆူလာနုကီတိုဆိုတဲ့ဆင်စီဒီမှာရေးထားပေးတယ်ခတ်တာဆိုတော့လေသူဆူလာနုကီတိုဆိုတဲ့ခန်းကြီးလေးကကြတော့ဒီဆူလာနုကီကကြတော့ဒီအမြင့်ပါမကျန်ထိုးဆိုဖြတ်ကျော်သွားမယ်ပေါ့ဖြတ်တောက်သွားမယ်ပေါ့နော်နောက်ဆုံးအထိအမြင့်ပါမကျန်ဖြတ်တောက်သွားမယ်ဆိုတဲ့နေရာမှာဆန်စီလို့ဘာသာပြန်လို့ရတယ်ပေါ့နော်ဒါကမှဆန်စီလို့ဒါကကြတော့ဗာလေထက်ဒီခန်းကြီးလေးပေါ့နော်ပြောအောင်အပေါ်ကဒီခန်းကြီးလေးနဲ့ဒီခန်းကြီးတော့မဟုတ်ဘူးဒီမှာစင်တူတာပေါ့နော်ထက်တေးစုလို့ဖို့ဆိုတာကြောင့်အနိုင်ဆုံးတော့နောက်ဆုံးအထိဖြစ်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထက်တေးဆိုအဓိပ္ပာယ်တူပဲနော်ဒီနှစ်ခုကဟဲ့ဆန်စီကတော့ကြည့်ကြအောင်ထိုးရှုံးဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ထိုးရှုံးဆိုတဲ့ခန်းကြီးလေးကကြတော့ဆန်စေတို့သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဆက်ဆံခြင်းလိုက်နာကျင့်သုံးခြင်းလို့ဆန်စေတို့ထိုးရှုံးပေါ့ထိုးရှုပေါ့နော်ထိုးရှုဆက်ဆံခြင်းလိုက်နာကျင့်သုံးခြင်းဆိုဇန်လေးဆိုရပိုရှင်နာတို့ဆိုနောမမဥခဲစုဂုကုတုဆိုတာကြတော့ဗာလေအရှိကတတ်မှတ်ပြီးသားဗာလေစီမင်းဥပဒေတွေဗာလေပြဋ္ဌာန်းချက်တွေကိုအဲ့ဒီအတိုင်းပဲလက်ခံပြီးတော့ဗာလေ
ဆက်လက်ဆောင်သွားရဲပေါ့နော်ပြောမှဆိုရင်အဖေရဲ့ကုမ္ပဏီတာကအမွေဆက်ခံရဲ့အဖေချက်ခဲ့စီမံစည်းကမ်းအတိုင်းပဲဆက်သွားမယ်ဆိုနေမှာလည်းအသုံးပြုတယ်လို့နိုင်ငံစီမံစည်းကမ်းမှာလည်းအရှိတမလာတပ်ပြီးနောက်တမလာလည်းရှိတမလာအတိုင်းပဲရှိတမလာရဲ့စီမံစည်းကမ်းအတိုင်းဆက်လက်ခံသွားရဲဆိုနေမှာလည်းဆန်စီတို့အသုံးပြုလို့ရတယ်ပေါ့နော်ထူးရှုဆိုတဲ့ခန်းကြီးဒီခန်းကြီးကတော့လည်းခတ်တယ်ပေါ့နော်ဆက်စစ်ဘယ်လိုမျိုးဘာသာပြန်လို့ရလဲဆိုတော့ဒီအရှိခန်းကြီးတွေကကြတော့ဒီတစ်ခုခုပေါ့နော်တစ်ခုခုကိုဟာလေလိုက်နာတယ်ဆန်စီကိုလိုက်နာတယ်လက်ခံတယ်ဆိုတော့အဲ့ဒီအဓိပ္ပာယ်ရပြီးတော့နောက်ဒီခန်းကြီးတွေကကြတော့ဒီဆက်လက်လှုပ်ဆောင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဆန်စီကိုဘာသာပြန်လို့ရတယ်ပေါ့နော်အခုတော့ကြည့်မယ်ဘတ်စီဆိုခန်းကြီးတွေကကြတော့ဗာလေဒီဆန်စီတစ်ခုခုပေါ့နော်ထုံနှုတ်ခြင်းဗာလေကောက်နှုတ်ချက်လို့ဆန်စီကိုဘာသာပြန်လို့ရတယ်ပေါ့နော် တစ်ခုခုကနေကောက်နှုတ်ထားတယ်ထုတ်နှုတ်ထားတယ်ဆိုတဲ့အတိုင်းပဲဆက်ပြီး nucleus ဆိုတဲ့တစ်ခုခုကိုထုတ်နှုတ်ထားတယ်ကောက်နှုတ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်တစ်ခုခုကိုထုတ်နှုတ်ထားတယ်ကောက်နှုတ်ထားတယ်ဆိုတာじゃသူများနဲ့မတူဘဲနဲ့နည်းနည်းဗါလေချော့နေလို့သူများနဲ့မတူဘဲနည်းနည်းလေးဟိုဗါလေပုံစံမတူဘဲလွဲနေတဲ့ဟာတွေပေါ့အဲကြောင့်ဒီခန်းကြီးတွေကကြတော့ဗာသိပဲလဲဆိုတော့သူများနဲ့မတူဘဲနဲ့တိတာတိတာထင်ရှားတဲ့အပိုင်းဆိုတဲ့အခန်းကြီးလို့ရှိရင်ပြောအောင်ဆိုတော့နောက်တစ်ခုကကြတော့ဒီဒီစာပိုင်းတစ်ပိုင်းထဲမှာဆိုရင်ဒီစာကြောင်းတစ်ကြောင်းကိုဖတ်လိုက်တယ်ဒီစာပိုင်းဘာကိုပြောရလဲဆိုတော့နားလေတယ်ဆိုတဲ့သူ့ရဲ့ဒီစာကြောင်းရဲ့ပြောမှဆိုရင်ဒီစာတစ်ကြောင်းရဲ့တန်ဖိုးကိုပြောရမှာပေါ့နော်အဲဆိုနားလေလွယ်အောင်ပြောမှဆိုတော့ဒီတစ်ပိုင်းလုံးကိုခြုံငုံပြီးဘယ်လိုမကြည့်နိုင်မှာသူ့တစ်ကြောင်းကဒီတစ်ပိုင်းလုံးမှာဆိုရင်ထင်းထင်းကြီးနေရတယ်ဆိုတဲ့နေရာမှာတောင်းနေတဲ့ခန်းကြီးတွေကလေတကြောင်ပါစီဆိုတဲ့ပုံစံလေးပေါ့နော်နောက်တစ်ခါကျတော့ဟာခုအများဆန်တော့တကြားဘူးနော်ဟာခုမဟုတ်နော်ဟာခုအခုဆိုတာကြတော့နားလေသဘောပေါက်ခြင်းသိရှိခြင်းလို့ဆိုပြီးဘာသာပြန်လို့ရတယ်ပြောမှဆိုしっかり理解し自分の元とဆိုတော့ဒီချာသိစိတ်သဘောပေါက်နားလေပြီးတော့ဒီဟာကိုငါလုံးဝနားလေသွားပြီဒါငါငါလုံးဝနားလေပြီးတော့ဒါငါအပိုင်ပဲဆိုပြီးတော့ဆက်စစ်လို့ရတယ်ဒီလိုဘာသာပြန်လို့ရတယ်အခုဆိုတဲ့အတိုင်းပဲတခုခုဘာလုပ်တာလဲဆိုတော့စကမှုဖန်ဆုပ်တယ်ဒီခန်းကြီးလေးကဖန်ဆုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒီမှာလက်ခန်းကြီးလေးပါတယ်ဖန်ဆုပ်တယ်ဟိုဗါလေဒီခန်းကြီးတွေကကြတော့လုံးဝကိုယ်ပိုင်ဖြစ်အောင်ဖန်ဆုပ်တဲ့ဆိုပြီးဘာသာပြန်လို့ရတယ်။တရားဖန်ဆုပ်ဒီမှာဆိုရင်ဒီခန်းကြီးရာနဲ့မတူဘူးလား။ဘာနော်ဒီခန်းကြီးအိမ်ပါလေဒီအိမ်ခေါင်းမို့ဒီအိမ်ကိုရအောင်လက်ထဲကိုထည့်နေဆိုပုံစံဆက်စစ်ဘာသာပြန်လို့ရတယ်ပြီးဟီဂျွန်းဆိုတဲ့ခန်းကြီးတွေကကြတော့သူရဲ့အဓိပ္ပာယ်ကအတီးပြုတ်ခြင်းလို့ဆန်စီလို့ဘာသာပြန်လို့ရပြီးတော့သူရဲ့ဒီဟိုပြောမှဆိုရင်အရှိရဒီဟီဆိုတဲ့ခန်းကြီးတွေကကြတော့ဆိုတော့မီတိုမဲလူပေါ့နော်မီတိုမဲလူဆိုတော့နေရာမှာဆက်ပါတယ်ဗျမီတိုမဲလို့ဆိုတာကြောင့်အတိမတ်ဖြစ်တယ်ပြီးလို့ရှိရင်လက်ခံခြင်းအတိမတ်ပြုလက်ခံခြင်းဒီနောက်အခန်းကြီးလေးရတယ်ဆက်စစ်လို့ဒါမီတိုကနေအတိမတ်ပြုလက်ခံခြင်းခေါ်ကြတော့ပြည့်တဲ့တွေကပါလဲဆိုတော့ဒီဖြုတ်ကပေါ့နော်ဘာလဲခွင့်ပြုချက်ရယူခြင်းရယူပြီးတာဆိုတော့အဓိပ္ပာယ်ပေါ့နော်ဒါကြောင့်ဒီနှစ်ခုပေါင်းလိုက်တော့ဆက်စစ်လို့အတည်ပြုပြီးတာဖြစ်သွားတယ်ဆိုပြီးမှတ်လို့ရတယ်ပေါ့နော်နောက်မှပဲခိုင်းတစ်လုံးချင်းစီကိုဆောင်းပွဲပြီးမှပဲပြန်ဆုတ်ချက်လေးနဲ့ပြန်ပြီးရှင်းပြနိုင်မယ်လို့ထင်ပါတယ်။နောက်ဟိုကဟိပကုဆိုတဲ့ခန်းကြီးလေးကကြာတော့ဆန်စီတို့အရေးပေါ်အခြေအနေရောက်ရှိခြင်းဖိအားပေးခြင်းဆိုတဲ့အဓိပ္ပာယ်ရပြီးတော့ဆန်စီတို့သူ့ကိုဘယ်လိုနေမှာအသုံးပြုရလဲဆိုတော့ဒီဟိဆိုတဲ့ဒီခန်းကြီးလေးကစာရှိအိုတဲ့ဆိုတဲ့အဓိပ္ပာယ်ကကြောင့်ဒီဆန်စီတို့ဘယ်လိုမျိုးဘာသာပြန်လို့ရလဲဆိုတော့အနောက်ကနေလိုက်တယ်ပြောမှဆိုတော့ဟို လူတွေတန်းစီနေရပါတော့ဒီမှာလူတွေတန်းစီလို့ရှိရင်နေတူအောင်ဒီကြားမှာတယောက်ထပ်ထည့်အောင်အဲ့လိုမျိုးပေါ့နော်ဟိုဗာလဲဖိထည့်ရပေါ့ပြောမဆိုရင်ဒီစာတိတိုင်းမှာဆိုရင်စာအုပ်တွေကိုဗာတောက်ပြီးတော့ space မရှိအောင်စီစီတန်းထားရပေါ့နော်အဲ့ဒါကိုစင်လို့စာရှိအိုတဲလို့တောင်းပြီးတော့ဒီခန်းကြီးဒီခန်းကြီးအသေးပဲပေါ့နော်ဒီစာရှိအိုဆိုတဲ့ကိစ္စပြီးလို့ရှိရင်ဒီခန်းကြီးဖခုဆိုတာလည်းဒီတစ်လုံးထဲပဲတူပဲနော်ဒီဒါကိုပြတာပဲပြောမဆိုရင်ဟိုအရေးပေါ်အခြေအနေမှာဆိုရင်လည်းဒါလုံးဝကိုဒီလိုမျိုးလုပ်ရမယ်အရေးပေါ်အခြေအနေဆိုရင်လူတွေကရတယ်ဒီခန်းချင်းလေးမှာပုံမှန်အယောက်20ပဲထည့်နေကြအခန်းချင်းလေးခောက်ခိုင်းယောက်40ပြတ်သိပ်ပြီးတော့ထိနေဆိုတဲ့အဓိပ္ပာယ်ပြောမှဆိုရင်တော့နေရာပြရောယူကနိုင်ခုတ်တို့ပြောမှဆိုရင်တော့လုံးဝကိုတတိချာလေးပြင်ဆင်ဖို့အခြေမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ကဖုန်းရှိဆိုတာမြတ်ဆိုအန်တရီမှာလည်းကြာပုံကြခန်းကြီးလေးပျောက်ဆုံးခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးလို့ရှိရင်ဒါဆိုမိုးဥလာဒါမိုးလာမဟုတ်နော်မိုးဥလာဆိုတဲ့အဓိပ္ပာယ်ဒီခန်းကြီးကတော့ဆက်စီခတ်တဲ့ခန်းကြီးထဲမှာလည်းပါတယ်ပေါ့နော်အားလုံးပါဝင်ခြင်းပြီးလို့ရှိရင်ဒီကြိမ်ပြပြပါဝင်ခြင်းဆိုတာကျတော့အကုန်လုံးကိုကြည့်တယ်အကုန်လုံးကိုခြုံသုံးသပ်ပြီးတော့ဗာလဲ
ဗါလေအမှားယွင်းမရှိချွင်းချမရှိဗါလေဒီထဲမှာပါဝင်တယ်ဒီထဲမှာလှုပ်ဆောင်ထားတယ်ဆိုတော့ဒီစုပေးတဲ့ကိုကုမိမိုးလေးကနိုင်ကိုတို့ဆိုတာကြတော့အကုန်လုံးပါဝင်တယ်ငွေချော်ချင်းတွေမရှိဘူးဒါဘို့ဆက်စီကိုမိုးဦးလာလို့ဒီဘာသာပြန်လို့ရတယ်ဘာခေါ်ရဆက်စီကို you hustle ဒီခန်းကြီးရောစာစိုးအီးမဆိုတဲ့ခန်းကြီး hustle ဆိုတာခုခုကိုဖြစ်ပေါ်တယ် top ပေါ်ဆိုတဲ့ဒီပဲဒါကြောင့်ဖိတ်ခေါ်ပြီးတော့ဗါလေတခုခုကိုဖိတ်ခေါ်ပြီးတော့ဖြစ်ပေါ်စေတယ်ဆိုတော့အေးပင်နဲ့ဆက်စီကိုဆာဆိုတေဟီကီအိုခိုစုခုတိုပေါ့နော်ဖြစ်ပေါ်စေခြင်းနှိုးဆွားခြင်းပြောမှဆိုတော့တစ်ဖက်လူရဲ့စိတ်ကိုနှိုးဆွားရတစ်ဖက်လူရဲ့စိတ်ဒေါသဖြစ်အောင်လောက်ပြောရတဲ့အဲ့ဒီပုံစံမှာလည်းဆက်စီတော့တောင်းပြလို့ရတယ်။ဘာကြောင့် use ဆိုတဲ့ခန်းကြီးတွေကကြတော့ဒီခန်းကြီးကများဆိုထိုးအုပ်စုဆိုတဲ့ခန်းကြီးတွေပေါ့နော်ဆိုဒီ use ဆိုတဲ့ခန်းကြီးကများဆိုခဏကတဲ့မမြင်ဘူးပေါ့နော်ဒီဘာလဲဘန်ဒီဘာဒီမှာတောင်းတဲ့ king u ဆိုရယ် u ခန်းကြီးတွေပေါ့နော်ဟိုဘန်မှာရွှေဘိုင်နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒါကိုစမ်းစစ်တော့ဒီခေါက်မှာသူ့ရဲ့အထိပ္ပယ်ကလိုက်လျောညီထွေရှိခြင်းပြောင်းလဲပြင်တွေရှိခြင်းဆက်စီလို့ဘာသာပြင်လို့ရရဲပေါ့နော်ပြောမှဆိုရင်တော့ဒီခန်းကြီးတွေအထိပ္ပယ်ကိုစမ်းစစ်အောက်မှာတော့ကြည့်မယ်ဆိုရင်သူကဘာကိုပြောရလဲဆိုတော့ yuzu ga kiku နော်ဒါလီယောရှိမဆိုတဲ့ခန်းကြီးလေးလေ yuzu ga kiku ဆိုတဲ့အထိပ္ပယ်ကကြတော့ဒီစမ်းစစ်လို့တခုခုဘယ်လိုမျိုးလဲပြောမဆိုနားလေးလျောင်ပြောမဆိုရင်တော့သူဟိုခဏနော်ဒါအောင်ရှင်းပြမဆိုရင်အဲသူဒါကကျတော့ဒီခန်းကြီးပေါ့နော်ဒီခန်းကြီးကိုဆန်စီကဘာနာနားလေးတို့ဘာသာပြန်မဆိုရင်တော့ဗာလဲအစဉ်ပြေပြေနဲ့အားလုံးနဲ့လူလိုက်လျောညီထွေဖြစ်ချင်းလိုက်လျောညီထွေလှုပ်ချင်းပေါ့နော်လို့ဆန်စီဘာသာပြန်လို့ရတယ်ဒီခုကကျတော့ဗာလဲဆက်သွားတယ်ဆက်လက်လှုပ်ဆောင်တယ်ဆိုတာသိတယ်ဘုံမဆန်တို့ဒီဒါတုံးချက်ထိုးစုပေါ့နော်ထိုးစုဆိုတာကြောင့်ဗာလဲចောင်းသွားတယ်ဗာလဲဆိုရင်ငါတုံးတယ်ပြီးလို့ရှိရင်ဆက်လက်ရွေးသွားတယ်ဆိုတဲ့ဟိုနေရာမှာလည်းအတုံးပြတယ်ပေါ့နော်ဤခီဝါတာတို့ထိုးကြီးတို့နော်ထိုးကြီးတို့ဆိုရင်လည်းကြားဖို့မထင်ဘူးဒီခန်းကြီးနှစ်ခုပေါ့နော်အဲ့နောက်တစ်ခါကျတော့ new week ကတမန်ဆန်လို့အတီးမှလည်းကြားဝင်ရကိုယ့်ရဲ့နှလုံးသားထဲမှာစိတ်ထဲကနေတော့မှတတိထားတဲ့ကိစ္စပြောဆိုမှတ်သားထားခြင်းတတိပြုခြင်းလို့အသေးပဲရပြီးတော့ဒါချူဤဆိုတဲ့စိတ်ထဲကနေဆိုချူဤရဲ့အီလေးစိတ်ထဲကနေကိုမှတတိချချာလေးဗာလေမှတ်သားထားတယ်ဆိုတဲ့အသေးပဲပေါ့နော်ပြီးရင် rotate ဆိုတဲ့ခံကြီးလေးကကြတော့ခုကိုဖုံးကွယ်ထားတဲ့အရာကဗာလေပေါ်ထွက်လာတယ်ထုတ်ပေါ်လာခြင်းဆိုတဲ့အသေးပဲလေးဖြစ်ပြီးတော့ဒီ သေးဆိုတဲ့ခန်းကြီးတွေကလည်းတော့ဆိုမြန်မာလူသားတွေအောင်ပြောခဏလိုမျိုးပဲသေးဒီခန်းကြီးတွေကဒီဗာလေပေါ်ထွက်လာတယ်ဆိုတော့အသေးပဲတက်ရောက်ပြီးတော့ဗာလေဒီခန်းကြီးတွေကကြတော့ဗာလေဖေးထားတဲ့ဟာပေါ့နော်ဖုံးကွယ်ထားတဲ့ဟာပေါ်ဆောင်လာတယ်ဆိုတဲ့အသေးပဲပေါ့နော်အခုဘာဖြစ်လို့ဆိုတော့ခန်းကြီးရဲ့ပုံသဏ္ဍာန်ထက်ခန်းကြီးတစ်လုံးချင်းစီအသေးပဲမြန်မာလူရှင်းပြထားတယ်ဆိုတော့ဆာမီပွဲမှာဒီခန်းကြီးလေးပါလာလို့ရှိရင်ကိုမသိတဲ့ခန်းကြီးနှလုံးဥမာကိုကဒီခန်းကြီးကိုသိတယ်ပေါ့ဒီခန်းကြီးဆိုတာကျတော့ခုခုကိုအပိုင်သိမ်းချင်းဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီခန်းကြီးကိုမသိဘူးဆိုတော့အော်ဒါအပိုင်သိမ်းချင်းဆိုတဲ့ခန်းကြီးနဲ့အနည်းဆက်ဆုံးတွေးပြီးတော့ဘာသာပြန်လို့ရတယ်ဆိုတာလေးကိုသိစေချင်လို့တလုံးချင်းစီရဲ့ခန်းကြီးအဓိပ္ပာယ်ကိုပေါ့နော်တေချာလေးရှင်းပြခဲ့ချင်ပါတယ်ခင်ဗျာဆိုတော့ဆက်စစ်လို့နောက်ဗီဒီယိုမှာဆက်ပြီးတွေ့ကြရအောင်ဗျာ皆さん頑張りましょうサムポエト